အားလုံးပဲမင်္ဂလာပါဆွေးနွေးဆရာလေးဦးတီရဲ့အကောင့်ကနေပြီးတော့ပေါ့နော်မိတ်ဆွေတို့အားလုံးကိုကြိုဆိုလိုက်ပါတယ်အဲတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ပတ်မှာဆိုလို့ရှိရင်ဒါမိတ်ဆွေတို့ပေါ့နော်ကျွန်တော်ရဲ့လုံပိုင်းပတ်တီတွေ break တွေနဲ့အဆင်ပြေကောင်းမွေခဲ့တာကိုကျွန်တော်အနေနဲ့ကဝမ်းသာပီတိဖြစ်မိပါတယ်အဲတော့ကျွန်တော်ဒီနေ့ဒီချိန်ကနေစပြီးတော့ပေါ့နော်ဒါဒီ video file လေးတွေကျွန်တော်တရက်ကိုတမုံလုံးနဲ့မိတ်ဆွေတို့အတွက်ကျွန်တော်ပုံမှန်မျှဝေပေးတော့မယ်ကျွန်တော်မျှဝေပေးတော့မယ်နေတိုက်တွေနဲ့ပတ်သက်ပြီးတော့လည်းတနေ့ကုန်စားအတွက်ပဲကျွန်တော်အနေနဲ့က OTP တော့သွားတော့မှာဖြစ်ပါတယ်တရက်ကိုတစ်ချိန်ပဲကျွန်တော်က live video ကျွန်တော်တင်ပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့ရဲ့ OTP ပြန်လာပြီးဖြစ်တဲ့တော့ဘာလောက်ကပဲဆိုတော့တော့ကျွန်တော်ရဲ့အကောင့်လေးကို follow မလုပ်ကြသေးဘူးဆိုရင် follow လေးလုပ်သွားမယ် like and share လေးလည်းများများလုပ်သွားပြီးဖို့တောင်းဆိုချင်ပါတယ်မိတ်ဆွေတို့နဲ့ကျွန်တော်လည်းမတွေ့ရတာတော်တော်ကြာပြီအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကိုကျွန်တော်တော့ကိုတစ်ချိန်လုံးလို့ပြောခဲ့တဲ့အတိုင်းပဲပေါ့နော်ကိုယ့်ရဲ့နေပြကြောင်းကမှာကောင်းသူကောင်းမှုတွေများစွာလုပ်ပြီးတော့ကိုယ့်ရဲ့နေ့တရက်စာကိုအမြဲတမ်းဖြတ်ကျော်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးရှိကြလိမ့်မယ်လို့လည်းညွှန်လဲပါတယ်ဒါတော့ကျွန်တော်အခုဒီ video file လေးကနေပြီးတော့ပြဝေပေးမယ့်အကြောင်းအရာကမိတ်ဆွေတို့ကိုခုလာမဲ့ပတ်ပေါ့နော်ဒါတနေ့လောက်နေရာနေပြီးတော့မိတ်ဆွေတို့ like ပါပြီးတော့လူတီနဲ့ပတ်သက်ပြီးတော့ပေါ့နော်စော်ကစားရမယ်ကျွန်တော်ရဲ့ဇာရူပတိတွေ break တွေနဲ့ပတ်သက်ပြီးတော့မျှဝေပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေအားလုံး26ရက်တရားနေပြီးတော့နော်တောက်ချနေတိတနေ့လောက်26ရက်မိတ်ဆွေတို့လာရမယ်နော်တောက်ချနေတိဒါကျွန်တော်တွေကတစ်ပတ်စာပုံမှန်မျှဝေပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ဘက်ကကျွန်တော်ပြောခဲ့တော့ခွန်ဇာရူပတိရဲ့ shift rate မမိုင်းအရန်မိုက်ပါတယ်เนาะဒါကျွန်တော်လေးတွေကတော့ကျွန်တော်အပြည့်တမ်းပဲမိတ်ဆွေတို့ကကောင်းမွန်တဲ့ຢာတွေအပြည့်တမ်းညဝေပေးနေတဲ့သူတယောက်လည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့မိတ်ဆွေတို့ကတော့ကျွန်တော်ကိုတည်ပြီးသားပဲဖြစ်ပါတယ်ဗောနော်ဒါကြောင့်ဥတီကိုမတည်သေးတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကိုပြောချင်တာကကျွန်တော်ရဲ့ကောင်းတွေကိုအပြည့်တမ်းမြင်ချင်တဲ့တွေ့ချင်တဲ့ဆိုလို့ရှိရင် like and follow လေးလုပ်ထားပြီးဖို့ပြောချင်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီတစ်ပတ်မှာဆိုလို့ရှိရင်ဒါနော်ကျွန်တော်ဒီ break နေတဲ့အရင်ဆုံးပြောပြီးမယ်ဒါပုံမှန်တိုင်းလေးပဲပေါ့အဓိကတော့ကျွန်တော်အနေနဲ့ကမိတ်ဆွေတို့အကျိုးမြတ်တွေများစွာရရှိစေချင်တာဖြစ်တဲ့တူကတေချာလေးလိုက်ပါပေးပါเนาะကျွန်တော်ရဲ့ debut file လေးကိုစေထားပါဘယ်ချိန်ကြီးပြန်ကြည့်လို့ရအောင်မိတ်ဆွေတွေကစေထားဖို့ပြောချင်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီတစ်ပတ်မှာဆိုလို့ရှိရင်ဒါ26ရက်နေ့ကနေပေါ့နော်30ရက်နေ့ထိပေါက်ကြနေ့ထိပေါ့နော်လိုက်ပါပြီးတော့စော်စားရမယ်အလုံးမမဟုတ်ကိုယ်တွေကထွက်သွားပြီး break ထွက်သွားပြီးဆိုလို့ရှိရင်ရက်ချင်လည်းရက်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်မှာဆိုလို့ရှိရင်အကောင်ဆုံးသော break နှလုံးကျွန်တော်ပြဝေပေးမယ်ဒါကတော့ကျွန်တော်တို့ဒီ4 break ရဲ့6 break အရန်မိုက်နော်ဒီ4 break 6 break မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒီလက်ရှိသွားနေတော့အရာတွေနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်တို့အခြေခံပြီးတော့ပုံမှန်တိုင်းပဲပြောပြရဖြစ်တယ်ပေါ့နော်4-6 break ဒီ4-6 break ကိုကျွန်တော်အနေနဲ့ကကြိုက်တာကျွန်တော်ရွေးထုတ်ပေးမယ်ဆိုတော့မိတ်ဆွေတွေနဲ့ comment လေးရေးပေးတော့ပေါ့နော်အဲ့တော့ကျွန်တော်ဒီ live break တွေမှာဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာကြိုက်တာအပူကြိုက်တယ်နော်အပူကြိုက်တယ်အဲ့ဒီအရာဒီမှာ live break မှာကျွန်တော်ဒီ89အပူနဲ့နော်ဒီတစ်သုံးနော်89ပူရဲ့တစ်သုံးရဲ့ live break တွေကနေပြောအရန်မိုက်တယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ6 break ထဲမှာဆိုလို့ရှိရင်ဒါကျွန်တော်ဒီ3-6ရဲ့3-6ရဲ့1-5ရဲ့အိုက်ကန်နဲ့ကွာအရန်မိုက်တယ်ဒါမိတ်ဆွေကိုကျွန်တော်အနေနဲ့ကကျွန်တော်ပြောင်းပေးတဲ့အရာတွေအားလုံးဒီဒီကျွန်တော်တို့အကျိုးမြတ်တစ်ခုမှမပေါ့အောင်မိတ်ဆွေတို့ပုံမှန်တိုင်းပဲအကျိုးမြတ်များစွာရရှိစေခြင်းနဲ့ဆန္ဒနဲ့ကျွန်တော်တင်ပေးတာဖြစ်ပါတယ်ဟုတ်ပြီလားအဲ့တော့ဥတီရဲ့ဇာရုပတိကိုပုံမှန်ပြောင်းလဲနေကြတဲ့မိတ်ဆွေတွေတို့ကကျွန်တော်ဇာရုပတိလေးတစ်လုံးတော့မျှဝေပေးခဲ့အောင်မယ်ပုံမှန်တိုင်းလေးပဲပေါ့နော်ကျွန်တော်တို့ဒီဂျာဗာဘရီတေးဝစ်စံအောင်ထိပဲလိုက်ရမယ်အစောဆုံးလည်းကြားဖို့ရခိုင်ဆုံးပုံများတဲ့အရာတွေကိုကျွန်တော်လည်းဆွဲထုတ်ပေးမှဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတစ်ပတ်မှာ live စေချင်တော့ဇာတို့လုံးမိုက်ပတ်တိတစ်လုံးလေးနဲ့ပြောပါဆိုလို့ရှိရင်စောစောလေးလည်းကြာမယ်နော်စောစောလေးကြာမဲ့တရားတွေမှာပို့ပြီးတော့ပဲဆိုလို့ကိုဒီတစ်ပတ်မှာမျိုးနိုင်တော့အရာတခုလည်းဖြစ်ဖို့ပို့ပြီးတော့ပြရတယ်ပေါ့နော်အနည်းဆုံး2ကြိမ်ပေါ့ဗျာကျွန်တော်ဒီနေ့အာမခံနိုင်တဲ့အနေထားတွေမှာရှိတယ်အဲ့တော့ကျွန်တော်ဒီဇာတို့ပတ်တိတွေကမိတ်ဆွေတို့တော့အရှမ်းလဲလိုက်လို့ကောင်းတယ်ကြိုက်လဲကြိုက်ကြတယ်လူတော်တော်များလဲပုံမှန်ပေါ့နော်ကိုယ့်ရဲ့ဒီလုံးဝိုင်းပတ်တိလေးတစ်လုံးရလာပြီဆိုကိုယ်နဲ့ lucky ခိုင်ခြင်းမှုရှိတဲ့အရာလေးတစ်ခုဖြစ်တဲ့မိတ်ဆွေတို့တော့
ရှစ်ဆိုတဲ့ခဏလေးတစ်လုံးကိုတေချာလေးလိုက်ပါပြီးတော့စော်စားပြီးပါစာရုပ်ပတိရှစ်ပေါ့နော်အဲ့တော့ကျွန်တော်မျှဝေခြင်းတွေကိုတိုင်းနေတတ်တယ်ဆိုလို့ရှိရင် comment လေးရေးပေးခဲ့ပါအောင်ဝေဖန်ကြံပြုခြင်းတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ကျွန်တော်စောင့်ကြည့်ပေးပါလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်မိတ်ဆွေတို့ရဲ့စေနာစကားလေးဦးတီကံပတ်ပြန်လာပါပြီနော်အားလုံးနဲ့တူတူအောင်ပွဲတွေယူရတဲ့မိတ်ဆွေတို့ရဲ့စီးပွားလာလာပါတွေတိုးပွားစေဖို့ဦးတီရဲ့အကောင့်လေးကို follow လုပ်ခဲ့ပေးပါ